Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Namo Tassa Bhagavato Arahato Samma Sambuddhassa Arambhayana Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karantarana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Arambhayana Seyandukata Amida Virasa Lalita Adulam Saranadi Bhubadama Yamagantu Karantarana Panamami Zinam Edina Disa Vosena Hotumi Sayamikalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mutaito Araham Sequaya Yadita Namagamu Kilida Agudu Nijiro Gule Pulo Domamu Betado Arahavadana Nidagwadamaya Dogilidaru Magi Wizijero Muvidado Bayada Sayaduyam Piadu Guadada Omino Mubitado Dugada Gaundo the Gago Suro Mudadado Dugada Gaundo Nibando Leve Chuadwado Mudadado Amidam Manashado Gono Bonele Bidono Mubitado Vidayaga Sajido Gilida Muniji Maki Wido Mubitado Lalida Yonjido Chodwe Gumyu Sambe Tinedo Mubitado Adulam Dila County the Martini Jibidenya Longeta Yui Yaila Naindu Adula Shiro Mamubitado Serena Neva Yao Jidoni Tizono Mubitado Tibu Badama Bawaduma Bonduma Dunai Kilida Pumiro Goji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biaswano Munaitado Dukharam Lujana Nachana Nivan Chandarugo Piro Mutadado Parana Luna Nagada Jabyamata Dawa Vini Miabu Jiroi Atago Vayase Igam Chido Mubitado Zinam Litizaba Gangola Ganga de Chatepe Namazwa Yami Objesi Amina Mudobaya Shenkuromya Jigo Aham Bayadvirodi Banama Mi Yudi Miano Manyoju Yuishego Groba Imyaswabaya Mayam Bayadvirod Marudi Banama Yudi Miano Manyoju Yui Shego Grojavago Imyaswabaya Edina Disamusina, Idonota Bodo Latapin, Homaswa Soyare was in this as a gajam. Edina Disamusina, Idobayashi, Goromia Jibi, Arahambai, and Asia, Sashido, Gunoruni, Yizuno Mubabe, Lumankazwa Soyare was in this as a gajam. Me Junua Magam, Janodua. Zayamigalam Nabya Dwimbi Biyan Siwe Luisana Udamyadi Piwa Sonswa Santo Tatu Auya Amu Aung Jong Yudi Aung Suyerana Aung Jinji Migalati Hodu Moja Madwi Piba Zidati Payadvi Doti Dandara Maza Yeni Dai Aung
ကုန်ကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ကိုယ်ကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏ပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်စွန်မူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂ
Chamin the low ye the most of the pin, big chimney top and budo. Jesus, say at the Guinea, the Guada, Gargama, Buguru, Yabonai. Kayaga was a Gamanoga, Doma, Dogan, Yamami, the Shiavato. Toa Pido, Gobia, Bazi, Ajunga. You the Mianu, Manu, Sheku grow like body, yes, Wabaya. Namo Tata Bhagavato Arahato Samma Buddhata. Namo Tata Bhagavato Arahato Samma Buddhata. Namo Tata Bhagavato Arahato Samma Buddhata. Arabayada Sayandugada Amida Virasa Lalita Adulam Saranadi Bubadama Yamagantu Karandrana Panama Mizinam Edina Disa Wasena Hotumi Sayamigalam Arabayada Sayandugada Amida Virasa Lalita Adulam Saranadi Bubadama Yamagantu Karandrana Panama Mizinam Edina Disa Wasena Hotumi Sayamigalam Araham Jamana Ludomo Duroi Jibu Goyo Buddha Tugu Kando Mudaito Araham Segwaya Yadita Naimagamu Kilida Agudu Nijiro Gule Pulo Domamu Betado Araham Wadana Nidagwadato Ayato Kilida Rumaki Wizijero Mubetado Bayada Sayaduyam Piano Guadada Omino Mubetado Dugada Gaundo the Gago Suro Mudadado Dugada Gaundo Nibando Leve Juadwado Mudadado Amidam Manashiado Gono Bonele Pizono Mubetado Vidayaga Sajido Kilida Muniji Maki Wido Mubetado Lali Dayajido Chadwebi Gumyu Sabe Tinedo Mubetado Adulam Dila County Tamatini Jibidenya Longeta Yui Yaila Naidu Adula Shiro Mubetado Sarana Neba Yao Jao Jingoni Tizono Mubetado Tibu Badama Bawa Duma Bonduma Dunai Kilida Pumiro Goji Zero Munaidado Yamaga Yemi Zozo Sajido Dago Biadi Harugo Anulo Badilo Biasono Munaidado Dukharam Lujana Nachana Nivan Chandarugo Piro Mudadado Tarana Luna Naga the Jabyama Tadawa Vini Miabu Jiroi Atago Vayase Igam Chido Mubitado Zinam Litizaban Kangolan Kanga the Chatapi Namazwa Yami Objesi Amina Mudobaya Shenkurom Yajigo Aham Bayadvirodi Panama mi yudi miano manyoju yuishe kugrova imyaswabaya Mayam bayar vido marudi Panama ma yudi miano manyoju yuishe kugrova imyaswabaya Edina Desamusina, Idonoda Porto Latapin, Homas was Soyare was in this Azagajam. Edina Desamusina, Idobayashin, Grom Yajibi, Arahambay, and Azia, Sashido Gunoruni,
ပြေဆုံးတော်မူပါပေလို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေကျွန်ုပ်အားမကံကျွန်ုပ်တို့အားဇယမေကလံနဗျာတွင်ပြင်ပေးရန်စိန်၍လူဤသန္တာဥသမြသည်ပြေဝဆုံးစွာစံတော်ဓာတုအောင်ရအောင်မူအောင်အကြောင်းပြုသည်အောင်စုယရနာအောင်ချင်းချင်းမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘ
ဖရာတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့ရဲ့ပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဖရာတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမ္မုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့ရဲ့ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအဖြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့မညွတ်ကြွ၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရားနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟံဘိယန္တဇယံသုကတအမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံဘယတဇယံသုကတအာမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံပြမနလူသုံးဘုံသူတို့ဤကြည်ပြုကိုရောပူဇော်ထူးခံတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိသ၌မကောင်းမှုကိလေသာအကုသိုလ်ညစ်ကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500သောကိလေသာတို့မှကင်းဝေးစေကြတော်မူပေထသောဘယတဇယံအတွင်းယံပြယံတို့ကိုအတန်တောင်မြင်တော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်သောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်သောအမိတံမနရှိအပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံယာကစရှိသောကိလေသာမြူညစ်ခြင်းမှကင်းဝေးတော်မူပေထသောလာလီတံရောက်ကြည်တော်6သွဲပြင်ကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတုလံသီလကောင်းတိသမာဓိနှင့်ကြီးပြီးတဲ့ညာလွန်ကဲ့သာ၍ယံလာနိုင်သူအတုလာလည်းရှိတော်မမူပေထသောစရဏနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝမသမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်တတ်သောယမကံယမိဆုံးဆုံးအစရှိသောတကုပြတိဟာတို့ကိုအနုလောပတိလုံးပြဆွမ်းတော်မူနိုင်တတ်သောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပြီးတော်မူတတ်သောပရဏလူနဲ့နဂါတကြမြမတတ္တဝဝေနေမြဖို့ခြေတို့ဤအာထာကိုဝေယစစ်ဧကံဖြစ်တော်မူပေတတ်သောဇိနံလေးသစ္စာပံခိုင်ကိုလန်းခိုင်ကတစ်ချက်တည်းဖြင့်ငါမဆွဲရံမိကိုဖြစ်စီအောင်မြင်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်
ပနာမမိယုတိမြတ်နိုးမညိုကျိုး၍ရှေကိုကြောပါဤမြတ်စွာဘုရားမယံဘုရားတပည့်တော်မတို့သည်ပနာမမယုတိမြတ်နိုးမညိုကျိုး၍ရှေကိုကြောကြပါကုန်ဤမြတ်စွာဘုရားဣတိနာသစ္စာမုစေနာဤသို့နောသံဖော်ထုတ်လသဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဣတိနာသစ္စာဝစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘိအန္တဇယအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေလိုမှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေကျွန်ုပ်အားမကံကျွန်ုပ်တို့အားဇယမေကလံနဗျာတွင်ပြင်ပေးရန်စိန်၍လူရင်းသန္တာဥသမြသည်ပြေဝဆုံးစွာစံတော်တာသို့အောင်ရအောင်မူအောင်အကြောင်းပြုသည်အောင်စုယရနာအောင်ချင်းချင်းမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယုတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်နိုးလက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နိုးလက်ဆုံးမူ၍
ရှေခိုးကြောပါ၏ရှင်ဖယားဖယားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်သီလကုံသမာဓိကုံပညာကုံတို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်နုလက်ဆုံးမိုး၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့ရဲ့ပေါ်၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမိုး၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမ္မုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်နုမညွတ်ကြိုး၍ရှေခိုးကြောလိုက်ပါ၏မြတ်စွာဘုရားနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရံဘိယန္တဇယံသုကတအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံဘယန္တဇယံသုကတာအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံပြမနလူသုံးပုံသူတို့၏ကြည်ဘူးကိုရောပူသောထူးကိုခံတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတ္တိသ၌မကောင်းမှုကိလေသာအကုသိုလ်ညစ်ကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါသနာနှင့်တကွ1500သောကိလေသာတို့မှကင်းဝေးစေကြတော်မူပေထသောဘိယတဇယံအတွင်းယံပြယံတို့ကိုအတန်တောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်သောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်သောအမိတံမနရှင်အသောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံယာကစရှိသောကိလေသာမြူညစ်ခြင်းမှကင်းဝေးတော်မူပေထသောလာလီတံရောက်ကြည်တော်6သွယ်ပြင်ကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတုလံသီလကောင်းတိသမာဓိနှင့်ကြီးပြီးတဲ့ညာလွန်ကဲ့သာ၍ယံလာနိုင်သူအတုလာလည်းရှိတော်မမူပေထသောစရဏနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်သောယမကံယမီဆုံးအစရှိသောတကုပြတိဟာတို့ကို
အနုလောပတိလုံးပြဆွမ်းတော်မူနိုင်ခသောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပြီးတော်မူတတ်သောတရဏလူနဲ့နဂါတရားမြမတတဝဝေနေမြဖို့ခြေတို့ဤအာထာကိုဝေယစိဤကံဖြစ်တော်မူပေတတ်သောဇိနံလေးသစ္စာပံခိုင်ကိုလန်းခိုင်ကတစ်ချက်တည်းဖြင့်ငါမဆွဲရမီကိုဖြစ်စီအောင်မြင်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမမိယုတိမြတ်တို့မညွကျိုး၍ရှေကိုကြောပါဤမြတ်စွာဘုရားမယံဘုရားတပည့်တော်မတို့သည်ပနာမမယုတိမြတ်တို့မညွကျိုး၍ရှေကိုကြောကြပါကုန်ဤမြတ်စွာဘုရားဣတိနာသစ္စာမုစေနာဤသို့နောတံဖော်ထုတ်လသဖြင့်ဟုံးမှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဣတိနာသစ္စာမုစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘိအန္တဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေလို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေကျွန်ုပ်အားမကံကျွန်ုပ်တို့အားဇယမေကလံနဗျာတွင်ပြင်ပေးရန်ဆင်၍လူရင်းသန္တာဥဒမြသည်ပြေဝဆုံးစွာစံတော်တာတို့အောင်ရအောင်မူအောင်အကြောင်းပြုသည်အောင်စုယရနာအောင်ချင်းချင်းမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသော
ထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆိုမူ၍ရှိခိုးတော်ပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏ဘော၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆိုမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်သီလကုံသမာဓိကုံပညာကုံတို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏ဘော၌အာယေကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆိုမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမှာစား၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမုတ်စားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ဘော၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့မညွတ်ကြွ၍ရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရားနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရဟံဘယန္တဇယံဒုက္ခတအမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံဘယန္တဇယံဒုက္ခတအမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံပြမနတ်လူသုံးပုံသူတို့ဤကြည်ဘူးကိုရောဘုသောထုကိုခံတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိသ၌မကောင်းမှုကိလေသာအကုသိုလ်ညစ်ကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500သောကိလေသာတို့မှကင်းဝေးစေကြတော်မူပေထသောဗိယတဇယအတွင်းယံပြယတို့ကိုတန်တောင်မြတော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်သောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်သောအမိတံမနရှင်အသောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံယာကစရှိသောကိလေသာမြူညစ်ခြင်းမှကင်းဝေးတော်မူပေထသော
လာလီတယောက်ကြီးတော်6သွဲပြီးကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတူလံသီလကောင်းဒီသမာဓိနှင့်ကြီးပြီးတင်ညာလွန်ကဲသာ၍ရိုင်လာနိုင်သူအတုလာလည်းရှိတော်မမူပေထသောစရဏနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောဣဘဝပါသမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်တတ်သောယမကံယမိဆုံးဆုံးအစရှိသောတကုပြာတိဟာတို့ကိုအနုလုံးပတိလုံးပြဆွမ်းတော်မူနိုင်တတ်သောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပြီးတော်မူတတ်သောတရဏလူနဲ့နဂါတရားမြမတတဝဝေနေများဖို့ခြေတို့ဤအာထာကိုဝေယစိဧကံဖြစ်တော်မူပေတတ်သောဇိနံလေးသစ္စာပံခိုင်ကိုလန်းခိုင်ငါတစ်ချက်တည်းဖြင့်ငါမဆွဲရမိကိုဖြစ်စီအောင်မြင်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမမိယုတိမြတ်တို့မှညွှန်ကျိုး၍ရှိကိုကြောပါဤမြတ်စွာဘုရားမယံဘုရားတပည့်တော်မတို့သည်ပနာမမယုတိမြတ်တို့မှညွှန်ကျိုး၍ရှိကိုကြောကြပါကုန်ဤမြတ်စွာဘုရားဣတိနာသစ္စာမုစေနာဤသို့နောသံဖို့ထုတ်လသဖြင့်ဟုံးမှစွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဣတိနာသစ္စာမုစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်ယရဟံဘိအန္တဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေလို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေကျွန်ုပ်အားမကံကျွန်ုပ်တို့အားဇယမေကလံနဗျာတွင်ပြင်ပေယံစိန်၍လူဤသန္တာဥသမြသည်ပြေဝဆုံးစွာစံတော်ဓာတုအောင်ရအောင်မူအောင်အကြောင်းပြုသည်အောင်စုယရနာအောင်ချင်းချင်းမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငှာယုတိမြတ်တို့လက်ဆုံးမူ၍ရှင်ကိုကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းကျိုးငါယုတိမြတ်တို့လက်ဆုံးမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမှာစား၍ယနေ့တိုင်အောင်
ကုန်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ကုန်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ကုန်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏ဘော၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်သီလကုံသမာဓိကုံပညာကုံတို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ကုန်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏ပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့လက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန်တရာမစာ၍ယနေ့တိုင်အောင်ထမင်းတလုံး၏ဓမ္မုစားသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့ဘူးသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပျောက်ပါစေခြင်းအကျိုးငှာယူသည်မြတ်လို့မညွတ်ကြိုး၍ရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရားနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအရံဘိယန္တဇယံသုကတအမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံဘယတဇယံသုကတာအမိတံဝိရဇံလာလိတံအတုလံစရဏတိဘုဗ္ဗသမယမကံဒုက္ခရံတရဏပနာမမိစိနံဧတေနသစ္စာဝစေနာဟောတုမေဇယမေကလံအရဟံပြမနလူသုံးဘုံသူတို့ဤကြည်ဘူးကိုရောဘုသောထုကိုခံတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိသ၌မကောင်းမှုကိလေသာအကုသိုလ်ညစ်ကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာ
တကွာ1500သောကိလေသာတို့မှကင်းဝေးစေကြတော်မူပေထသောဗိယတာဇယတွေ့ရန်ပြရန်တို့ကိုအတန်တောင်မြင်တော်မူပေထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်သောဒုက္ကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်သောအမိတံမနရှိသောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံယာကစရှိသောကိလေသာမြူညစ်ခြင်းမှကင်းဝေးတော်မူပေထသောလာလီတံရောက်ကြည်တော်6သွဲပြီကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတူလံသီလကောင်းပြီသမာဓိနှင့်ကြီးပြီတဲ့ညာလွန်ကဲ့သာ၍ယံလာနိုင်သူအတုလာလည်းရှိတော်မမူပေထသောစရဏနိဗ္ဗာန်ရောက်ကြောင်းခြင်းကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာပူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်တတ်သောယမကံယမိဆုံးဆုံးအစရှိသောတကုပြတိဟာတို့ကိုအနုလောပတိလုံးပြဆွမ်းတော်မူနိုင်တတ်သောဒုက္ခရံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပြီးတော်မူတတ်သောတရဏလူနဲ့နဂါတရားမြမတတဝဝေနေမြဖို့ခြေတို့ဤအာထာကိုဝေယစစ်ဤကံဖြစ်တော်မူပေတတ်သောဇိနံလေးသစ္စာပံခိုင်ကိုလန်းခိုင်ကတစ်ချက်တည်းဖြင့်ငါမဆွဲရမိကိုဖြစ်စီအောင်မြင်တော်မူသောဘုရားရှင်ကိုရောမြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမမိယုတိမြတ်တို့မှညွှန်ကျိုး၍ရှေကိုကြောပါဤမြတ်စွာဘုရားမယံဘုရားတပည့်တော်မတို့သည်ပနာမမယုတိမြတ်တို့မှညွှန်ကျိုး၍ရှေကိုကြောကြပါကုန်ဤမြတ်စွာဘုရားဣတိနာသစ္စာမုစေနာဤသို့နောသံဖို့ထုတ်လသဖြင့်ဟုတ်မှစွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဣတိနာသစ္စာဝစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘိအန္တဇယအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေလိုမှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေကျွန်ုပ်အားမကံကျွန်ုပ်တို့အားဇယမေကလံနဗျာတွင်ပြင်ဘေးရန်စိန်၍လူရင်းသန္တာဥဒမြသည်ပြေဝဆုံးစွာစံသောဓာတုအောင်ရအောင်မူအောင်အကြောင်းပြုသည်အောင်စုယရနာအောင်ချင်းချင်းမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်ဆုံမူ၍ရှေခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောပိစိကဗုဒ္ဓရှင်ကိုရောမြတ်ကြီးတို့၏ပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်းမာမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယုတိမြတ်တို့လက်ဆုံမူ၍ရှင်ခိုးကြောပါ၏ရှင်ဘုရားဘုရားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုံကျေးဇူးကြီးမားကြကုန်သောအဂတဝကမဟာတဝကယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးမှာယ
ယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောယန္နာရှင်မြတ်ကြီးတို့၏အပေါ်၌ကာယကံဝစီကံမနောကံသို့မသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုရောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏အရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏အရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောလိမ္မာစရာအကျိုးအကြောင်းပြဆိုဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုစီးပူးဖြစ်ခြင်းလျက်ရှိကြကုန်သောယဟန်ပုဂ္ဂိုလ်အရိယာပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ဂုဏ်ကျေးဇူးကြီးမားကြကုန်သောတရားဓမ္မတို့ကိုဟောကြားပြသဆုံးမတတ်သောဆရာသမားတို့၏အပေါ်၌အာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုလက်ဆုံးမူ၍ရှိခိုးကြောပါ၏ရှင်ဘုရားဖယားတပည့်တော်သည်တန္တရာမစာ၍ယနေ့တိုင်အောင်ထမင်းတလုံးဤဓမ္မုစသဖြင့်ဘေကံချီးမြှင့်ထောက်ပံ့မှုသောကျေးဇူးရှင်ဆရာသခင်နှင့်တကွတရားဓမ္မပုဂ္ဂိုလ်တို့၏အပေါ်၌ကာယကံဝစီကံမနောကံသုံးပါးသောကံတို့ဖြင့်ပြင်မမိသည်ရှိခဲ့ပါသောထိုအပြစ်တို့ကိုပြောက်ပါစေခြင်းအကျိုးငါယူသည်မြတ်နုမညွတ်ကြွ၍ရှိခိုးကြောလိုက်ပါ၏မြတ်စွာဘုရား